Hello မင်္ဂလာပါရှင်ဘယ်လောက်ထိကြီးလဲညီမတဲ့ပန်နာကွိုင်ကိုဘယ်လောက်ထိကြီးတာလဲလို့ညီမကိုမေးတာပေါ့နော်အကိုကြီးလက်ရှိလေညီမတို့ဖောက်နေတဲ့အကောင်တွေကလေဆက်လက်မနဲ့တပေဆိုင်ပဲရှိပါတယ်နော်သူတို့ရဲ့ဖေတွေအဖေတွေမေတွေကလေဆက်လက်မနဲ့တပေပဲရှိတယ်ဒါပေမဲ့တခုရှိတာကတော့လေညီမတို့ဖောက်တာအပူပါရှင်အပူကိုဖောက်တာကိုဆက်လက်မနဲ့တပေပါသူတို့သားသမီးတွေကြားထွက်လာတဲ့သားသမီးတွေကြားအပူအကိုင်လုံးဝနေပြီးတော့စကားဆိုင်နဲ့ထွက်လာတာပါနော်အဲ့ဒါကိုညီမတို့ကပန်နာကွိုင်အနေနဲ့ဒီကောင်ကိုမျိုးတစ်ခုအနေနဲ့ရောင်းပေးတာပါရှင်သူကအဲ့ဒါကြောင့်မလို့အရင်ကြီးတဲ့မျိုးထဲမှာတော့မပါဘူးလုံးဝညီမတို့အခုရိုးရိုးတာမဲမွေးနေတဲ့ကွိုင်းတောင်ရှည်တွေဆိုလို့ရှိရင်တော့2ပေဆိုင်လောက်ထိကြီးတယ်ပေါ့နော်2ပေလောက်ထိကြီးတာတွေ့ဘူးတယ်ဒီကောင်နေအောက်ကိုလှုပ်ချပြီးအကြီးမွေးတဲ့ခါမှာလည်းညီမတို့တပေလောက်ထိပဲကြီးတာတပေခွဲပေါ့နော်အများဆုံးတပေခွဲလောက်တော့ကြီးမယ်ထင်ပါတယ်နော်ဒါပေမဲ့လေသူတို့ကကြီးသွားပြင်မဲ့လေ body အပြားကလေသူတို့ရိုးရိုးတောင်ရှည်ထက်တော့လေHello မန်ပိုင်ရှင်လေးနဲ့တကွာအားလုံးပဲမင်္ဂလာပါရှင်မန်ပိုင်ရှင်လေးကဘဲကရောင်းလေဆိုတော့အမားတို့ဆိုင်ဟိုဘယ်မှာလဲလို့မေးတာပေါ့နော်ဘယ်မှာရောင်းတာလဲလို့မေးတယ်လို့ထင်ပါတယ်နော်အမားတို့ဆိုင်ကရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နားမှာရှိပါတယ်နောက်ပိုင်းတက္ကသိုလ်လမ်းမကြီးပေါ်မှာရှိပါတယ်ရှင်ကျော်စိုးထက်အလှမွေးငါးဆိုပြီးတော့ရိုက်ရှာကြည့်ပါ Google Map မှာလည်းကျော်စိုးထက်အလှမွေးငါးဆိုပြီးတော့ရိုက်ရှာကြည့်ပါ location အတိအကျနဲ့ရှိပါတယ်နော်အဲ့ဒီနေရာလေးမှာအတိအကျရှိပါတယ်ရှင်ပြီးလို့ရှိရင် CV မှာလေတချို့တွေလေလာပြီးတော့မေးကြတယ်ချက်ပေါက်မှာလာပြီးတော့မေးကြတယ်ပေါ့နော်ချက်ပေါက်မှာအမကTikTok ချက်ပေါက်ကိုတိတ်ပြီးတော့မသုံးဖြစ်ပါဘူးနော်ကြိုပြီးတောင်းပန်ပြစေTikTok ချက်ပေါက်မှာစာမပြန်လို့ရှိရင်စိတ်မဆိုးပါနဲ့လို့ပြောပြစေရှင် TikTok ချက်ပေါက်မှာတိတ်ပြီးတော့မသုံးဖြစ်ပါဘူးနော်တကယ်လို့ငါးကြောင်းသိကျင်တာနဲ့ငါးမှာကျင်တာလေးရှိတယ်ဆိုလို့ရှိရင်တော့မူရမာယာတွေပိုလို့နေပြူငါရာတွေကိုရှော့အောင်ခွေလူသူတကားပေါ်မှာချိုးတာလုံးတယ်ကလေးမရဲ့ဒီလိုကိုမကြိုက်ဘူးခွေပူလောင်လောင်ရောင်တွေရွေးချယ်ပြင်စနာတွေဟာကြောင်လုံးနေစပင်ပုံစံကတကယ်ကိုပြိုပြင်းနေရဲ့ကလေးမရဲ့ဒါတွေကိုပြင်အောင်ခွေယူလေးနေတာရှင်တန်တယ်မြို့ယူတလေးနေတာအမြင်တန်တယ်ကလေးတို့အိမ်တွေတသိမ်းပေးလို့မလွယ်ဒါတွေနားလေစေချင်နေမူရမာယာတွေပေါ်လို့နေပြူငါရာတွေကိုရှော့အောင်ခွေလူသူတကားပေါ်မှာချိုးတာလို့နေကလေးမရင်ဒီလိုဆိုမချစ်ဘူး